အားလုံးပဲမင်္ဂလာပါနော်ကျမတို့2လပိုင်း2ရက်နေ့ကနေပြောကြတော့6ရက်နေ့ထိပေါ့နော်6ရက်နေ့ထိတစ်ပတ်နော်တစ်ပတ်မှာတစ်ပတ်စာပြောပေးမယ်တစ်ပတ်စာမှာလည်းလေကျမတခုပြောမယ်အခွေပြောပေးမယ်ဒီလားအဲ့ဒီအခွေကိုပဲဒါ free သမားတွေအတွက်နော် free သမားတွေအတွက်ကိုပြောတာအခုပြောမယ့်အခွေကိုပဲအကျိန်တိုင်းစော့နော်အကျိန်တိုင်းစော့ဇာတို့လိုက်ချင်တဲ့သူတွေကအဲ့ဒီအခွေကိုပဲဇာတို့လိုက်သွားတစ်ချိန်မကောက်ထွက်လာလိမ့်မယ်အဲ့လိုပြောလို့ဟုတ်လားလို့ရှိကောင်းရှိမှာပေါ့နော်ဟုတ်ပါမလားဆိုပြီးရှိလိမ့်မယ်အဲ့တော့ဟုတ်လားမဟုတ်လားသိချင်တယ်ဆိုတော့ကိုယ့်အကူကိုပဲမှတ်ထားလိုက်တော့ဘယ်လောက်ထွက်တယ်ဘယ်နှချိန်ထွက်တယ်ဆိုတာကိုယ့်အကူကိုမှတ်ထားနော်ဟုတ်လားမဟုတ်လားဆိုတာသိချင်ရင်ဟုတ်ပြီအဲ့တော့ဒါ free သမားအတွက်ကိုပြောပြတာနော်အခွေကိုပြောပေးမယ်အခွေကတခုတော့ရှိတယ်သူက6လုံးဖြစ်နေမယ်နော်6လုံးခွေရမယ်6လုံးခွေရမယ်တစ်ပတ်လုံးအဲ့ဒီ6လုံးခွေပဲစော့သွားရတယ်မစော့ချင်ပါဘူးဆိုရင်လူတွေကရရင်တော့မစော့နဲ့တော့ဘာမှမဖြစ်ဘူးနော်တခါတည်းပြောတာဒီနောက်တစ်ခုကျမရဲ့ဗုဒ္ဓဟူးကျော်ပတ်တီနောက်စိန်ခေါ်ထိတ်3လုံးခွေအပူပါရနေပါပြီနော်အဲ့ဒါလေးတွေကကျမထုံးစံတိုင်းပဲရောက်ပါတယ်ဒါတစ်ပတ်မှာထုတ်တဲ့ကတ်တွေပေါ့နော်အဲ့တော့အဲ့ဒါတွေကိုအသုံးပြုခြင်းတဲ့သူတွေကကျမရဲ့ဖုန်း40244563ခွန်ဒါမှမဟုတ်ရင်609480664အဲ့ဒီဖုန်းလေးကိုနော်ဟယ်လိုလိုက်တော့ရတယ်ဟုတ်ပြီအဲ့တော့အခွေပြောမယ်တပတ်စာအတွက်ကတဲ့တပတ်စာကနော်3မှာကဘာလို့ဆို239589 239589အဲ့ဒီ6လုံးကိုခွေမယ်အကျိန်တိုင်းအဲ့ဒီကောင်စော့ဒါက free သမားတွေအတွက်တစ်ချိန်မကဘူးအဲ့ဒီကောင်ထွက်လာမှာနော်ပြီးရင်နောက်တစ်ခုနေတိုက်ကကြတော့ဒီတနင်္လာနေ့2ရက်နေ့အတွက်ကနေကုံ2ပိုင်း3ညပိုင်း2ပိုင်း3ညပိုင်းကိုတဲ့ခွန်ရှိ946အဲ့ဒါနဲ့ကတ်မယ်ခွန်ရှိ946နော်အဲ့နဲ့ကတ်မယ်နောက်ပြီးတော့အဲ့ဒီခွန်ရှိ946ကခွေမယ်ဒါကတနေ့ကုန်3ဒါတနင်္လာနေ့အတွက်ပဲနော်2ရက်နေ့တနင်္လာနေ့အတွက်ပဲတီးသက်တနေ့ကုန်3ပါကျေးဇူးတင်ပါတယ်